Okay အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဒီ Central Nervous System ပေါ့နော်အောင်ကျောင်းနဲ့ပတ်သက်တဲ့စေဝါအုပ်စုတွေရဲ့အပိုင်း2ပေါ့ Anaphylaxis ဆိုပြီးတော့အပိုင်း2ကိုရှင်းပြပေးပါမယ်အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ရှေ့မှာဆိုရင်ဒီစေဝါအုပ်စုတွေခွဲတာပေါ့နော် Central Nervous System အောင်ကျောင်းနဲ့ပတ်သက်တဲ့စနစ်ပေါ့နော်အဲ့မှာဆိုရင်ဘယ်လိုစေဝါတွေရှိတယ် Cardiovascular System နှလုံးနဲ့သွေးကြောဆိုင်ရာမှာသုံးတဲ့စေဝါ Respiratory အသက်ရှူလမ်းကြောင်းနဲ့ဆိုင်ရာမှာသုံးတဲ့စေဝါ Gastrointestinal Tract အစာရည်နဲ့ဥလမ်းကြောင်းဆိုင်ရာမှာသုံးတဲ့စေဝါ Renal ကြောက်ကွက်နဲ့ဆိုင်တဲ့နေရာမှာသုံးတဲ့စေဝါပေါ့နော်Hematological သွေးနဲ့ဆိုင်တဲ့နေရာမှာသုံးတဲ့စေဝါ Musculoskeletal အဲ့ဒါမှာကြွက်သားနဲ့ကြောဆိုင်မှာသုံးတဲ့စေဝါလို့ရှင် dermatological အတွက်အရေးပြားနဲ့ပတ်သက်တဲ့ဆိုင်ရာမှာသုံးတဲ့ဆေးဝါးတွေဆိုပြီးအုပ်စုတွေအဲ့လိုခွဲထားတယ်ပေါ့နော်ဒါကတော့ပထမဆုံးဒီ Central Nervous System မှာသုံးတဲ့ဆေးဝါးအုပ်စုမှာဒါအပိုင်း2ပေါ့နော်ဒါ Central Nervous System ထဲမှာပဲရှိသေးတယ်ပေါ့နော်ဒီ Central Nervous System မှာကျွန်တော်တို့အပိုင်းတစ်ခုနှစ်ခုပြန်ခွဲတယ်ပေါ့နော်မနေ့အရင်နေ့ကတော့ Analgesic အပိုင်းပေါ့နော် Central Nervous System မှာသုံးတဲ့ Analgesic အုပ်စုဒီနေ့ကတော့ Anaphylaxis ပေါ့နော်အဖျားကြာစီပေါ့နော်အဲ့ဒီဟာကျွန်တော်ဒီ sharing လုပ်ပြီးသွားမှာဖြစ်ပါတယ်ဒီ Central Nervous System မှာဆိုရင်ကျွန်တော်တို့ Analgesic မှာရှေ့မှာပြောထားပြီးပြီပေါ့နော်ဒီမွေးစေတဲ့ဓာတ်ပါတဲ့ဆေးဝါးတွေရှိတယ်ပြော့တဲ့ဆေးဝါးရှိတယ်မွေးစေသောဓာတ်ပါဝင်မှုပြော့တဲ့ဆေးဝါးပေါ့နော်ဒါတွေရှင်အဲ့ဒီအထက်ကဆေးဝါးတွေလည်းဒီထဲမှာပြန်ပြီးတော့ပါတယ်ပေါ့နော်Anaphylaxis အဖျားကြာစီပေါ့နော်အဖျားကြာစီမှာဆိုလို့ရှိရင်ဖျားကြသေးဆိုတော့ပထမအဖျားကိုရော့သေးတယ်ပေါ့နော်ဆေးအုပ်စုပေါ့ hypothalamus မှာရှိတဲ့ဒီ temperature set point ကိုပေါ့နော်ပြန်လဲရော့စေခြင်းပြီးအဖျားကျစေတာပေါ့အဖျားကျစေပေါ့နော်အဖျားကျစေမှာဘာတွေပါလဲဆိုလို့ရှိရင်ပါရာစီတမောပေါ့ပါရာစီတမောကတော့လူတိုင်းလူသိကြပါတယ်ပါရာစီတမောအဆီတမ်မိုင်နိုဖန်လို့လည်းခေါ်တယ်ပေါ့နော်အဖျားပါရာစီတမောကိုအဖျားကျအောင်ပြီးလို့ရှိရင်နာကျင်မှုတက်တာအောင်သုံးတယ်ပေါ့နော်ဒါပေမဲ့သူက anti inflammatory မရှိဘူးပေါ့နော်အယောင်ရမ်းခြင်းကိုတက်တာစေတဲ့သူရဲ့ effect တော့မရှိဘူးပေါ့ကလေးတွေကုန်းဆောင်မျိုးသီးတွေမှာဆိုရင်သုံးရတာပို့ပြီးတော့ safe ဖြစ်တယ်ပေါ့နော်ပါရာစီတမောကတော့လူတိုင်းနဲ့တော်တော်များများနဲ့ safe ဖြစ်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့အလွန်ကြုံတောက်လို့ရှိရင် liver toxins တွေပေါ့နော်အသေးကိုအဆိပ်တောက်ဖြစ်စေတယ်ပေါ့နော်အလွန်ကြုံတောက်လို့ရှိရင်အသုံးများတယ်လို့ပြောလို့ရတယ်ပေါ့နော်ပါရာစီတမောဒီကလေးတွေမှာဆိုရင်ကလေးတွေမှာဆိုရင်Biogesic တို့ Lansan တို့ Paracet တို့ Pipitamol တို့ Baby Gesic တို့ Sara တို့ဒီလိုမျိုး brand name တွေအများကြီးနဲ့လာတယ်ပေါ့နော်အဲ့ဒီမှာကိုယ်နဲ့အဆင်ပြေတဲ့brand ကိုသုံးကြရပါတော့ဒါတွေအကုန်လုံးက Paracetamol ပဲเนาะ Paracetamol မှာ milligram တွေကွဲတယ်ပေါ့နော်ဒါ Paracetamol ပေါ့နော်အဖျားကြစေနဲ့ပတ်သက်လို့ Paracetamol ပေါ့နော်သူ brand name တွေကဒါအောက်မှာရှိရပေါ့နော် Biogesic တို့ Lansan တို့ Paracet တို့ပေါ့နော်ပြီးနောက်တစ်ခုက aspirin ပေါ့နော် aspirin ကသွေးကြဲစေးအနေနဲ့လဲသုံးတယ်ပေါ့နော်သူက acetylsalicylic acid လို့လဲခေါ်တယ်ပေါ့အဖျားကျစေတယ်ပြီးလို့ရှိရင်နာကျင်မှုကိုတက်တာစေတယ်ပေါ့နော် anti inflammatory ရောင်ဝမ်းခြင်းမှာလဲသူက effect ရှိရောင်ဝမ်းခြင်းကိုတက်တာစေတဲ့ effect လဲရှိရပေါ့နော်ဒါပေမဲ့ကလေးတွေမှာတော့မသုံးရဘူးပေါ့နော် ibuprofen ပေါ့နော် ibuprofen ကတော့ဒီဆေးကပြင်းတယ်လို့ပြောလို့ရရပေါ့နော် ibuprofen မှာအဖျားကျစေတဲ့နာကျင်မှုလည်းတက်တာတယ်ရောင်ဝမ်းခြင်းကိုလည်းတက်တာစေတဲ့ non steroidal anti inflammatory drug အုပ်စုပေါ့နော်ဒီ ibuprofen တို့ဘာလို့တောက်မှာဆိုရင်တော့ကျွန်တော်တို့ဒီ omeprazole တို့ဘာလို့အစာရင်ဆေးတွေနဲ့အဲ့လိုမျိုးတွဲပြီးတော့တောက်တင်နေပေါ့ပြီးရင်ကြောက်ကမကောင်းတဲ့လူဆိုရင်တတိထားပြီးတော့သုံးဆွဲတင်နေပေါ့နော် ibuprofen ဆေးပြင်းနေပေါ့Diclofenac ကလည်းအဖျားကြတဲ့နာကျင်မှုတက်တာစေတယ်ရောင်ဝမ်းခြင်းကိုတက်တာစေတဲ့ effect ရှိတယ်ပေါ့နော် Diclofenac တချို့ဆေးတွေမှာဆိုရင် Diclofenac နဲ့ Paracetamol နဲ့ပေါင်းထားတာအဲ့လိုမျိုးနှစ်မျိုးဆက်တွေလာတယ်ပေါ့နော်ဒီမှာဆိုရင်လည်းအစာအိမ်နဲ့ပတ်သက်တဲ့ယောဂရှိတဲ့လူတွေဆိုရင်တတိထားပြီးတော့သုံးဆွဲတင်တယ်ပေါ့နော် Diclofenac Naproxen ကလည်းအဖျားကြစေတယ်ရောင်ဝမ်းခြင်းကိုတက်တာစေတဲ့ effect ရှိတယ်ပြီးရင်အုပ်စုမှာ non opioid antiphylactic ပေါ့နော်
ဒါမွေးစေတဲ့တက်မပါတဲ့ဟာတဲ့ပါရဲဆိုပါရာစီတမော aspirin ibuprofen diclofenac တွေ naproxen ဒါတွေပေါ့နော်ဒီအုပ်စုတွေရှိမယ်ဒါပါပဲ antiviral တွေဆိုရှေ့မှာပြောတဲ့ analgesic အုပ်စုတွေကဟာတွေကိုပဲပြန်ပြီးတော့ရှင်းပြခြင်းဖြစ်ပါတယ်ပါရာစီတမောကကလေးတွေအတွက်ဆိုရင် best antiviral ပေါ့နော်အဖျားကြဆေးအနေနဲ့သုံးရင်အကောင်းဆုံးပဲပေါ့ပါရာစီတမောပဲအသုံးများကြတယ်နော်ကလေးတွေအတွက်ဆိုရင် aspirin က children contraindicated contraindicated ဆိုတာကသူကမသုံးဆွဲတင်တဲ့အခြေအနေကိုပြောတာပေါ့နော် children ကလေးတွေမှာဆိုလို့ရှိရင် contraindicated မသုံးဆွဲတင်ဘူးလို့ပြောတယ်ပေါ့နော် NSAID drugs non steroid anti inflammatory drugs တွေကအစာအိမ်နဲ့ပတ်သက်လို့ရှိရင်သူကအစာအိမ်မှာသွားပြီးတော့ effect ဖြစ်နိုင်တဲ့အတွက် omeprazole တို့ပါလို့တောက်သုံးတင်တယ်ပေါ့နော်အဲ့လိုပဲparacetamol ကလည်း liver toxins တွေဖြစ်တဲ့အတွက်ကြောင့်အလုံးကျန်တောက်လို့ရှင်တော့အသက်ရောဂါတွေပါဒီမှာတတိထားပြီးတော့သုံးဆွဲတင်တယ်ပေါ့နော်ဒီနေ့ကတော့ဒီလောက်ပါပဲ Central Nervous System ရဲ့အပိုင်း3ကိုဆက်လက်ပြီးလေ့လာလို့ရအောင် subscribe လေးလုပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်